Okay တင်တို့ဘာမှမသိပဲကြည့်မိနေတဲ့ဒီကောင်လေးတွေကြောင်းသိပါရလားဒီကောင်လေးတွေ Italian brainwash animal လို့ခေါ်ပါတယ် Okay ဒီကောင်လေးတွေ original culture နဲ့ brainwash အကြောင်းပြည့်စုံတင်ဆက်ပေးသွားမှာမို့လို့ video လေးကိုအဆုံးထိကြည့်တော့မျှော်လင့်ပါတယ်ဗျာ brainwash animal တွေရဲ့ဖခင်လို့ပြောနိုင်တဲ့ဒီကောင်လေးတွေကိုတော့2005ခုနှစ်မှာဒီလိုမျိုးတွေ့မြင်ရပါတယ်ဟုတ်ပါတယ်ဒီကောင်လေးတွေကတော့ Tula Hot Tula Giraffe လို့ခေါ်ပါတယ်တကယ်ချင်းတော့ဒီ video လေးကိုမှတ်မိအောင်ပဲထင်ပါတယ်ဗျဒီကောင်လေးကိုတော့2023နောက်ပိုင်းမှာ social media မှာတွေ့လာရတဲ့ memes တခုပေါ့နော်သူ့ကိုတော့ဒီ platform တွေအကုန်လုံးမှာခက်စားလာတဲ့ brainwash animal လို့ပြောရင်လည်းရပါတယ်သူ့ကိုတော့1958မှာဒီ Belgian cartoon ဆရာပေါ့နော်သူကနေပြီးတော့သူ့ရဲ့ smart ဇက်ကောင်လေးတွေနဲ့ blue cat လို့ခေါ်တဲ့ကြောင်ပြာလေးတွေနဲ့ကို mix လုပ်ပြီးတော့ထွက်လာတဲ့ AI generation memes တခုပဲဖြစ်ပါတယ်ဗျငယ်ချင်းတို့ဒီတစ်ခုကိုကြည့်လိုက်ပါဦးဗျဒါလည်း memes တခုပါပဲဗျ10 Italian brainwash အကြောင်းကိုဒီသေးချရပြောသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ intro လေးပြီးရင်စလိုက်ကြရအောင်ပါအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်နေရတော့ Studio One မြန်မာပဲဖြစ်ပါတယ်ဗျနံပါတ်1ဒီကောင်လေးကတော့ Italian brainwash animals ရဲ့ပထမဆုံး trend ဖြစ်လာတဲ့အကောင်ပဲဖြစ်ပါတယ်ဗျသူ့ကိုတော့2025 January လမှာစတင်ပေါ်ပေါက်လာခဲ့ပြီးတော့ TikTok အသုံးပြုသူဒီအကောင်လေးကနေပြီးတော့ generate လုပ်ခဲ့ပါတယ်နံပါတ်2ဒုတိယအကောင်ကတော့ဒီကောင်ပဲဖြစ်ပြီးတော့သူ့ကိုတော့2025 January မှာပဲ TikTok အသုံးပြုသူဒီအကောင်ကနေပြီးတော့ upload လုပ်ခဲ့ပါတယ်ဒီသူ့ရဲ့ official song ကိုလည်း2025 May 29ရက်နေ့မှာထွက်ရှိခဲ့ပါတယ်။တချင်းပြေဆုံးတော့ဒီ YouTube channel မှာတွားရောက်ကြည့်ရှုနိုင်ပြီးတော့တချင်းလေးကိုအစမ်းလှောင်ကြည့်လိုက်ခုသူ့လက်ထဲမှာကန်ထားတဲ့ဒုတ်ကလေးကြောင်းရှင်းပြပါမယ်။ဒီဒုတ်လေးကတော့ baseball ဒုတ်ဒါမှမဟုတ်လို့ရှိရင်တော့ရိုးရဒူရဒုတ်လို့ပြောကြပါတယ်။ရိုးရဒူရဒုတ်ဆိုတော့ဒီဘုံကြီးကိုတီးရတာပါ။ဒီပုံကြီးကိုတော့ Battle Drum လို့ခေါ်ပါတယ်။သူ့တော့အင်ဒိုနီးရှားဂျာကာတာမြို့မှာရှိအမြင့်68မီတာရှိရဲ့ဗလီမှာတည်ရှိရပါတော့။ဒီ Battle Drum က Battle Drum တွေထဲမှာအကြီးဆုံးလေးဖြစ်ပါတယ်။ထုံဆိုတာကဂျာအိုတီးရဲ့အတန်ဖြစ်ပြီးတော့ဆာဝူရာဆိုတာကတော့ဥပုံမတိုင်မြင်စားရတဲ့မနက်စာလို့ပြောပါတယ်။ Fan fact တွေကတော့ဘလာလေးနဲ့ကာပချီနာနဲ့လည်းဆက်နွယ်နေလို့သိရပါတယ်။ Number 3သူ့တော့2025 February လမှာ TikTok အသုံးပြုသူဒီကောင်းကနေပြီးတော့ generate လုပ်ခဲ့ပါတယ်။ Okay number 4ကတော့သူပဲဖြစ်ပါတယ်။သူ့ရဲ့နာမည်ကတော့ Butter PMN ဖြစ်ပြီးတော့Bree ဆိုတော့ Blue Frog ရဲ့ order ကိုထည့်ထားတာဖြစ်ပါတယ်။သူနဲ့ Blue Frog ကလည်းပတ်သက်ဆွမ်းနေတယ်လို့သိရပါတယ်ဗျ။သူတော့အရာမနှာခေါင်းရှိရဲ့ Proposic မြောင်မျိုးစိတ်နဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ်။2025 February 18မှာ create လုပ်ခဲ့ပြီးတော့ peaceful mode နေလဲ fan များစုကလက်ခံထားကြပါတယ်။ fan fan အနေနဲ့ကတော့သူကထုံစာအုပ်တို့ကိုအမောက်တည်ဖူးပါတယ်။ Okay number 5နံပါတ်5အကောင်လေးရဆိုရင်တော့ကာပီပါရာကြော်မျိုးစားကနေဖြစ်လာတဲ့ memes ကိုဖြစ်ပြီးတော့သူ့ကိုတော့တောင်အမေရိကမှာတွေ့ရတဲ့ကြော်မျိုးစားလည်းဖြစ်ပါတယ်ဗျနံပါတ်6သူ့ကိုတော့2025အစောပိုင်းမှာပေါ်လာတဲ့ memes တစ်ခုဖြစ်ပြီးတော့ indestructible ဖြတ်စည်းရေးမရဘူးလည်းနာမည်ကြီးပါတယ်ဗျနံပါတ်7ဒီကောင်လေးကိုတော့2025အစောပိုင်းမှာတွေ့ရပြီးတော့ Ballerina Cappuccina ရဲ့ခင်မွန်ဟွန်လည်းဖြစ်ပါတယ်တငယ်ချင်းတို့လိုပဲနာကျင်ပြီးတော့နင်ဂျာဖြစ်သွားပုံရပါတယ်ဗျနံပါတ်8ဟုတ်ပါတယ်သူ့အလဲပါသူ့တော့2025မတ်လ16ရက်နေ့မှာစတင်ခဲ့ပါတယ်ဒီ brainwash ဆိုရင်တော့အမှုပညာတွေပေါင်းစပ်ထားတယ်ဆိုပြီးတော့လည်းနာမည်ကြီးပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ကောင်းမှာ latte art တစ်ခွက်ပြီးလို့ရှိရင်အောက်ပိုင်းမှာလည်း choo skirt ကိုဝတ်ဆင်ထားပါတယ် choo skirt ဆိုတာ jewelry စာထည်နဲ့လုပ်ထားပြီးတော့ပျော့ပြောင်းပြီးတော့ polyester nylon တွေများစွာပါဝင်တယ်လို့လည်းသိရပါတယ်ခြေထောက်မှာလည်း pointy shoe လို့ခေါ်တဲ့ဘဲလေးကရင်စီးတဲ့ဖက်နက်ကလေးကိုစီးထားပါသေးရဲ့ဗျနံပါတ်9ဟုတ်ပါတယ်နံပါတ်9ကောင်လေးကိုတော့2019မှာထွက်ခဲ့တဲ့ဒီဇက်ကားရဲ့ဇက်ကောင်ဆိုပြီးလူသိများကြပါရဲ့ဗျနံပါတ်10နောက်ဆုံးတစ်ကောင်ကတော့ Bombardier Crocodile ရဲ့မိတ်ဆွေဖြစ်တယ်လို့လည်းသိရပါတယ် Brain Rot Animal တွေက NFT မှာလည်းတက်ရောက်မှုရှိပါတယ်ဒါဆို Brain Rot အကြောင်းဆက်လိုက်ကြရအောင်
Oxford University Press ကနေ2024ခုနှစ်အတွက် All the Years ရထားတဲ့ brain rot ကို researcher တွေကသိကျင်တဲ့အတွက်ကြောင့်မလို့ brain structure ကို MRI စက်တွေနဲ့စမ်းသပ်ခဲ့ကြပါတယ်။ Output data တွေက brain rot ကြောင့် gray matter volume ကိုရောကြစေတယ်လို့သိရပါတယ်။ gray matter ဆိုတာကတော့ grade 12 English textbook page 15မှာဒီလိုမျိုးလေး definition ဖွင့်ထားပါတယ်ဗျ။ဟုတ်ပါတယ် brain rot ယောဂါဆိုရင်ဖြင့် mental fogginess အုံနောက်ထိုင်မှန်ခြင်းတွေကိုအထိဖြစ်စေတတ်ပါတယ်။ Dr. Michael Rich အဆိုပြုထားတာကတော့ brain rot ဆိုတာ internet memes ကလာတဲ့အနစ်မဲ့တဲ့စကားတွေကြောင့်လူငယ်တွေဘာသာစကားကိုအာရုံစူးစိုက်မှုကျဆင်းစေနိုင်တယ်လို့ဒီကိုပြောထားပါတယ်ဗျ။ brain rot ဆိုတာကတော့ real phenomenon မဟုတ်ဘဲနဲ့ digital consumption တာဖြစ်ပါတယ်။ mindless scrolling လို့ခေါ်တဲ့ doom scrolling ဒါမှမဟုတ် zombie scrolling ကို2နာရီကျော်ပြုလုပ်တဲ့အခါမှာတော့ယောဂဖြစ်ပေါ်လာပါတယ်။သူရဲ့ဆိုးကျိုးတွေကတော့စိတ်ဓာတ်ကျမယ်စိတ်ပြတ်မယ်ဒါတွေအပြင်ဟုတ်ပါတယ် anxiety လိုမျိုးတွေ overstimulation တွေဒီကိုတောက်ပြီးရင် stress fatigue တွေဒီကိုဖြစ်နိုင်တယ်လို့ဒီပြောထားပါတယ်။ဒါတွေကိုတော့ Healthline website တို့ Merriam-Webster Dictionary တို့ Psychology Today တို့ကနေပြောကြားထားတာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာဘယ်လိုမျိုး content တွေကိုတင်ဆက်ပေးစေခြင်းလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဗျ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးတော့လို့ရပါတယ်ဗျ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။